မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကတဘဝစာတာဝန်များစာအုပ်ထဲကအသက်20-30အရွယ်ကိုမိမိအတွက်သာကုံဆုံးပါဆိုတဲ့စာပိုက်လေးကိုဖတ်ပြမှာဖြစ်ပါတယ်အရင်ဆုံးပေါ့အသက်20အရွယ်မှာရှာဖွေရမှာကိုယ်ပိုင်ဘဝဖြစ်ပါတယ်ကိုယ့်ရဲ့အိမ်မက်ကိုအရင်ဆုံးရှာဖွေရပါမယ်ကိုကဘလို့ဘဝမျိုးကိုဖြတ်တန်းခြင်းလဲဘာအလုပ်ကိုလုပ်ခြင်းလဲဘလို့ရည်မှန်းချက်မျိုးတွေထားရှိမလဲဆိုတာကိုအရင်ဆုံးဦးစားပေးပြီးတော့ရှာဖွေရမှာဖြစ်ပါတယ်တစုံတစ်ယောက်ကိုမချစ်ခင်မိမိကိုယ်ကိုအရင်ဆုံးချစ်အောင်ကြိုးစားပါတစုံတစ်ယောက်ကိုမှီခိုဖို့မကြိုးစားဘဲကိုချီတော့ပေါ်ကိုရဲ့တည်နိုင်အောင်ဦးစွာကြိုးစားပါတယောက်ယောက်ကိုဘဝကြီးပုံအပ်လိုက်တာမျိုးမလုပ်ဘဲဘယ်သူရှိမရှိကိုဘဝကိုကိုယ်တိုင်လေပတ်နိုင်အောင်ကြိုးစားပါတင်းရဲ့တနေ့တာကိုတယောက်တည်းကောင်းမွန်စွာဖြတ်သန်းပါဘဝလက်တွဲပေါ်ထက်အလုပ်ကိုအရင်ရှာပါဝင်ငွေလမ်းကြောင်းကိုရှာပါကိုဘဝကိုတစုံတစ်ယောက်ကိုတာဝန်ယူခိုင်းလိုတဲ့စိတ်နဲ့လက်မထပ်ပါနဲ့ကိုသွားနေတဲ့လမ်းမှာတိုင်ပင်ပေါ်အားပေးပေါ်အဖြစ်သာလူတစ်ယောက်ကိုလက်ထပ်ပါအသက်20-30အရွယ်ကတိတ်ကို challenging နေများတဲ့အရွယ်ပေါ့နော်ပညာရှာရမယ့်အရွယ်အလုပ်ရှာရမယ့်အရွယ်အခုမှလောကရဲကိုစပြီးတော့ပြန်တန်းရတဲ့အရွယ်ကလေးဘဝနေပြီးတော့လူကြီးဖြစ်လာပြီဟေ့ဆိုတာနဲ့ကလေးလောက်လာတဲ့အရွယ်ကနေအိမ်မှာလူကြီးဖြစ်လာပြီအိမ်ရဲ့တာဝန်တွေကမတိမတာကျွန်တော်တို့ပကုံးပေါ်ကိုရောက်လာပြီကျွန်တော်တို့ရဲ့မိဘတွေကကျွန်တော်တို့ကိုတဖန်ပြန်ပြီးတော့အားကိုးလာပြီဒါကြောင့်ငယ်ရွယ်တဲ့အရွယ်မှာလောကကြီးအကြောင်းသိဖို့ခရီးတွေများများထွက်ရမယ်အပေါင်းအသင်းတွေများများပေါင်းရမယ်အလုပ်ကိုင်ခွင့်လန်းတွေရှာဖွေရမယ်သူ့ထက်ငါအပြိုင်ဆိုင်တိုးတက်အောင်ကြိုးစားရမယ်ခေတ်သစ်ရဲ့တောင်းဆိုမှုတွေနဲ့လွတ်လွတ်လပ်လပ်အပြားအဆိုင်ကြိုးစားပြီးတော့တိုးတက်အောင်လုပ်ကြရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကတော့ဒီအသက်အရွယ်တွေမှာကိုယ့်ကိုယ်ပဲပို့ပြီးတော့အာရုံစိုက်စေချင်ပါတယ်အဲ့လိုဆိုတိုင်းကြီးစားမထားရဘူးလားဆိုရင်ဘယ်ဟုတ်ပါမလဲပေါ့နော်ကြီးစားထားပါဒါကြောင့်မှလူတွေအကြောင်းကိုပို့ပြီးတော့နားလည်ပါလေဒါပေမဲ့ကြီးစားထားရင်လည်းမိမိကိုယ်ကိုအာရုံစိုက်ရပါမယ်မိမိဘဝလမ်းကြောင်းကိုပဲအာရုံစိုက်ရပါမယ်ချစ်သူကြီးစားထားတဲ့အခါမှာလည်းသူ့ကိုအားကိုးလိုတဲ့စိတ်ကြောင့်မဟုတ်ပဲကိုယ့်ရဲ့ဘဝကိုယ့်ရဲ့လက်တွဲပေါ်တိုင်ပင်မဲ့အဖြစ်သာစိတ်မျိုးနဲ့ပဲကြီးစားထားပါအိမ်တော်ပြုဖို့ရာတိတ်နှမျောစရာကောင်းလွန်းတဲ့အရွယ်ပါလောကကြီးကိုအပြေးလွှားလိုက်ကြည့်ရမယ့်အရွယ်အထိုင်ချရမယ့်အရွယ်မဟုတ်သေးပါဘူးလောကကြီးကိုတကယ်လက်ပစ်ကူပြီးငါတယောက်တည်းရက်တည်နိုင်တာတောင်မှလူတယောက်ကိုငါပြီးမှထားခြင်းသေးရဲ့ဆိုရယ်လူတယောက်နဲ့တွေ့မှအိမ်တော်ပြုဖို့စဉ်းစားပါငယ်ရွယ်မှုတွေကပြန်မရပါဘူးတင်ဘဝရဲ့ငယ်ရွယ်မှုတွေကိုတင်အတွက်သာအပြည့်အဝအသုံးချပါဒါကြောင့်20ကျော်အရွယ်မှာခရီးတွေထွက်ရင်တငယ်ချင်းတွေနဲ့ပြောပါရင်အလောက်ကိုင်းခွင့်လန်းတစ်တွေရှာဖွေရင်ကဘာကြီးကိုခြေဆန့်ဖို့ပို့ပြီးတော့အားစိုက်ကြပါနော်